ကဲနော်အားလုံးပဲကိုချမ်းအကုန်ပါအားလုံးပဲမင်္ဂလာညချမ်းလေးပါလို့ကိုချမ်းနော်ဥစားကတော့နှုတ်ဆက်ပါဗျာနော်မှာ9ရက်5လ2025နေကုန်ထိပ်စီးရတော့285ထိပ်စီးပါဗျာနော်3ချိန်တွင်ကို3ရက်ဖြစ်တယ်ပထမနေကုန်2ချိန်တွင်ကိုတစ်ချိန်ဆင်းပါမယ်285ထိပ်စီးပတ်တိကတော့24ပတ်တိပါဗျာနော်ဩဂုတ်က21 28 25 24 41 45 48ဒါက48 46ပါဗျာနော်ဒါက46ပါ9ရက်925နေကုန်ထိပ်စီးရတော့285ထိပ်စီးနေကုန်ပတ်တိက24ထိပ်စီးပါဩဂုတ်က21 28 25 24 41 45 48 46ဆိုတဲ့ဒါဩဂုတ်လေးဖြစ်ပါဗျာနော်ကိုချမ်းအားပေးရဆိုတော့ကိုမလေးကိုချမ်းရဲ့ channel လေးကို subscribe မလုပ်ပါသေး subscribe လုပ်ပြီးတော့လက်မလေးနှိပ်ခေါင်းလောင်းလေးနှိပ်ထားပါဗျာ subscribe မလုပ်ပါသေးကိုမလေးက channel လေးကို subscribe လုပ်ပြီးတော့ကျွန်တော်ကိုလက်မလေးနှိပ်ခေါင်းလောင်းလေးနှိပ်ထားပါဗျာနော်ဒါကမနေ့ကဒီနေ့ပြောဒီနေ့ကျွန်တော်ပေးခဲ့တဲ့605နောက်ဆုံးကနေကုန်ထိပ်စီ469ထိပ်စီ6ထိပ်9ထိပ်နေကုန်ပတ်တီ6ပတ်တီတင်ခွက်တော့လွဲသွားပါဗျာနော်နောက်ကတော့ကျွန်တော်အာမခံတဲ့ထိပ်စီလေးရတော့တရားခံတော့အာမခံတဲ့ကိုချက်ထိပ်စီက285ဆိုထိပ်စီနော်နေကုန်ပတ်တီက24ပိတ်24ပတ်တီဩအမေကန21 28 25 24 41 45 48 46အားဆိုတဲ့ကန8ကွက်လေးဖြစ်ပါနော်ပတ်တီပတ်နိုင်တဲ့ကိုမရပတ်တီပတ်ပါမှာပတ်နိုင်တဲ့ကိုမရဒီ8ကွက်လေးကိုအားပြီးတော့ထိုးပါမယ်ဗျာနေကုန်ပါဗျာနော်24ပတ်တီ285ထိပ်စီမရမနေကုန်2ချိန်လို့တစ်ချိန်ကြပြပါဖြစ်ပါဗျာနော်နေကြိုက်ပတ်တီတစ်လုံးပေါက်ပြီး1000ကျပ်ပါဗျာနော်ကျူချင်တဲ့ဆိုတဲ့ကိုမတွေကတော့ Viber number 3992568633မှာတစ်ချက် Viber လေးမှာဟိုင်းပြီးလာဘူးဗျာနော်နေတိုင်းပတ်တီတစ်လုံးပေါက်ပြီး1000ကျပ်ပါမြန်မာငွေ1000ကျပ်ပါဗျာနော်အော်ဂန6ကွက်ကိုချမ်းလက်ဆောင်ထည့်ပေးလိုက်ပါဗျာနော်အော်ဂန6ကွက်လက်ဆောင်ထည့်ပေးလိုက်ပါတယ်နေကုန်ထိပ်စီးလေးကတော့285နေကုန်ပတ်တီက24ပတ်တီအော်အမကန21 28 25 24 41 45 48 46နေတဲ့ပတ်တီတစ်လုံးကပေါက်ပြီး1000ကျပ်ဖြစ်ပါဗျာနော်နေတဲ့ပတ်တီတစ်လုံးကပေါက်ပြီး1000ကျပ်ပါနေတဲ့ပတ်တီတစ်လုံးကတော့တရားခံတော့အာမခံပါဗျာနော်နေတဲ့ပတ်တီတစ်လုံးကတရားခံတော့အာမခံပါတယ်နေကုန်တစ်ချိန်ကျွန်တော်ပတ်တီတစ်လုံးအာမခံပေးထားပါဗျာနော်ဒါကျန်တဲ့ဆိုကိုမရပိုင်ပါနံပါတ်3992568633ကိုဟိုင်းပြီးလာပေးပါအော်ဂန6ကွက်ကိုချက်ထည့်ပေးလိုက်ပါနော်ပတ်တီယူရတော့ကိုမတွေအကုန်အော်ဂန6ကွက်ကိုချက်ထည့်ပေးလိုက်ပါဗျာနော်အားလာယူပေးပါယုံကြည်မှုရှိစွာလာဘူးဗျာဒါမနေ့ကအောင်ခဲ့တဲ့စိုက်ပါဖြစ်ပါဗျာနော်အားလုံးပဲခွက်လက်ပါဗျာနော်မနေ့ကလည်းကန်ကောင်းကြပါစေဗျာနော်ကျွန်တော်တို့အေးရော်လေးကိုချက်ပဲဖြစ်ပါတယ်နော် subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးနှိပ်ပြီးတော့လက်မလေးနှိပ်ပါဗျာကျွန်တော်အားပေးရဆိုနော်ကဲမင်္ဂလာညနေဖြစ်ပါစေဗျာနော်